ဒီလောက်ချုံမြင်ပြီးစားချင်စရာကောင်းတဲ့ကိတ်မုံမျိုးကိုမြင်ဖူးပါသလားချောကလက်ရတာနဲ့စင်ကြီးနဲ့ဘတ်ချီစကိတ်တို့ရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုတွေပါကဲအကောင်းဆုံးချောကလက်ဘတ်စကိတ်လေးလုပ်ကြည့်ကြရအောင်ပထမဆုံး cream cheese 250 gram ကိုဤသွားအောင်လုပ်ပြီးတကြား45 gram နဲ့ရောမွေးပါပြောင်းဖူးကစီမုံ15 gram ထည့်ပါကျယူနှလုံးနဲ့ကျယူအနည်းတစ်လုံးကိုတလက်စီထည့်ပြီးမွေးပေးပါနောက်ဆုံးမှာ heavy cream 150 gram ကိုလောင်းထည့်ပြီးတမသွားတဲ့အထိမွေးပေးပါရလာတဲ့အနည်းထဲက3ပုံ1ပုံကိုဖယ်ထားပါကျန်တဲ့အနည်းထဲကိုအရင်ပြောထားတဲ့ dark chocolate 100 gram ထည့်မွေးပါဖုံးမဲ့ပန်းထဲမှာ chocolate အနည်းကိုအရင်ထည့်ပြီးအပေါ်ကနေမူလာ cheese အနည်းကိုဖြည်းဖြည်းချင်းထည့်ထည့်ပါ oven ကို210 degree centigrade အပူပေးပြီးမိနစ်20ကနေ22မိနစ်အထိဖုတ်ပေးပါအခု ganache အနည်းလုပ်ကြမယ် dark chocolate 200 gram နဲ့ heavy cream 200 gram ကိုအပူပေးပြီးအရင်ပြောပါပြီးရင်ရေခဲဒေတာထဲထည့်အရေးခံပါ heavy cream 200 gram နဲ့အရေးခံထားတဲ့ ganache 80 gram ကိုရောမွေပြီးနူးညံ့တဲ့ chocolate cream လေးလုပ်ပါအခုအပျော်ဆုံးအပိုင်းရောက်ပါပြီနူးညံ့တဲ့ chocolate ဂိတ်သားပေါ်မှာခုနလုပ်ထားတဲ့ chocolate cream ကိုတင်ပါပြီးရင် ganache အနည်းကိုထပ်တင်ပါပြီးတာနဲ့ဖုတ်ထားတဲ့ basque cheese cake ကိုအပေါ်ဆုံးကနေတင်လိုက်ပါကိတ်တစ်လုံးကိုကြံနေတဲ့ ganache အနည်းတွေနဲ့တည်သက်အောင်အုပ်ပေးလိုက်ပါလှပတဲ့အလွှာလေးတွေကိုကြည့်လိုက်ပါဦးအရန်ကိုစိမ့်ပြီးပါစက်ထဲမှာတင်အည်ပြောသွားစီမယ့်အရာသားမျိုးပါတလုံးစားလိုက်တိုင်းအရာသားတွေပောက်ကွယ်ထွက်သွားသလိုပဲအိမ်မှာမကြည့်မနေလှူစားကြည့်တဲ့နော်